အားလုံးပဲမင်္ဂလာပါဗျာနော်ကားစေတာဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုတောင်းလိုက်ပါနော်ကျွန်တော်တို့ဘာဆရာမင်းနေခိုင်လို့ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့9ရက်5လ2025တရက်တာတောက်ကြသားသမီးရဲ့ကံဆုကောင်းလေးကိုပြောပြမှာဖြစ်ပါတယ်နော်တောက်ကြသားသမီးပါဆိုလို့ရှိရင်နော်ဒီဗီဒီယိုလေးမှာ comment လေးဝင်ရေးခဲ့ပေးပါဦးဗျာနော်အဲ့တော့9ရက်5လ2025တရက်တာတောက်ကြသားသမီးတွေဒီကံကောင်းတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒီနေ့မှာတောက်ကြသားသမီးတွေအားတဲ့အကျဉ်းစီတွေအောင်မြင်နိုင်မယ်တဲ့နော်ဒါမဲ့ပေါ့နော်တောက်ကြသားသမီးတွေဒီနေ့မှာအရေးကြီးတဲ့စာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဝီကြီးနဲ့ပတ်သက်တဲ့စည်ရင်းစရာကိစ္စလေးလက်မှတ်ထိုးတဲ့ကိစ္စလေးတွေမှာဂယူးပြူဆောင်ရွက်တဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်เนาะအဲ့ဒါလေးတွေဂယူးပြူဆောင်ရွက်ပါတဲ့เนาะနောက်ပြီးတော့တဲ့အမျိုးသမီးတို့ရဲ့အကူအညီနဲ့ပေါ့နော်ငွေတွေဝင်တက်တဲ့နေ့လေးပဲဖြစ်ပါတယ်တဲ့ပြီးတော့တောက်ကြသားသမီးတွေကဒီ9ရက်5လ2025တရက်တာပေါ့နော်မိမိတူရဲ့တည်တဲ့အေးစီးလေးပေါ့နော်စိတ်ငြိမ်စွာလေးနေခြင်းနဲ့စိတ်ကလေးတွေဖြစ်ပေါ်နေတဲ့ဒီလေးပဲဖြစ်ပါတယ်ပေါ့နော်နေတည်တဲ့ဆန်နေခြင်းတဲ့နေ့လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့9ရက်5လ2025တရက်တာအတွက်တောက်ကြသားသမီးတွေဒီကံကောင်းတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ဗျာเนาะအဲ့တော့မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုလို့ရှိရင်เนาะအကောင့်လေးကို follow လေးလုပ်ပြီးတော့ like and share လေးလုပ်ခဲ့ပေးပါဦးဗျာเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ခုနှစ်သားသမီးအားလုံးတို့လည်းတင်ထားပေးပါတယ်เนาะအောက်က playlist ထဲမှာ playlist လေးကိုနှိပ်ပြီးတော့ဝင်ကြည့်ပြီးတော့ကိုယ်နဲ့သက်ဆိုင်တဲ့နေ့နယ်လေးတွေကိုကြည့်နိုင်ပါတယ်ဗျာเนาะကားစေတာဒုက္ခနဲ့ပြည့်စုံပါစေเนาะနှုတ်ဆက်ပါတယ်အားလုံးကျေးဇူးပါ